အခုနန်းလူကြီးမင်းများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်။အခုနန်းကိုယ်တိုင်အခုစီချက်တဲ့စနစ်ဖြင့်လိုက်ပါဆောင်ရွက်မဲ့အခုနန်းများအနေနဲ့မိမိတို့ရဲ့ဝင်ငွေကြေးညာလာတွေကိုကိုယ်တိုင်ဖြစ်ဆွတင်သွင်းရမှာဖြစ်တဲ့အတွက်လွယ်ကူမှန်ကန်စွာဖြည့်သွင်းနိုင်ရဲ့အတွက်ကြေညာလွှာအမျိုးအစားတစ်ခုချင်းအလိုက်ဖြည့်သွင်းရမယ့်အချက်အလက်များပူးတွဲတင်ပြရမယ့်စာရင်းများကြေညာလွှာဖြည့်သွင်းတဲ့အခါမှာတတိနေရာများတတိပြုရမယ့်အချက်များကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ပထမဦးစွာပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာကိုရှင်းပြမှာဖြစ်ပါတယ်။ပုဂ္ဂိုလ်စုဝင်ငွေကုန်ကြေညာလွှာကိုတဦးချင်းပုဂ္ဂိုလ်များမှအပါအခွန်ထမ်းကုမ္ပဏီများအလုံးတင်သွင်းရမှာဖြစ်ပါတယ်။ကြေညာလွှာတင်သွင်းရမယ့်အချိန်ကတော့သက်ဆိုင်ရာဝင်ငွေနေ့ကုန်ဆုံးပြီး3လအတွင်းတင်သွင်းရမှာဖြစ်ပါတယ်။ကြေညာလွှာတစ်ခုချင်းစီအတွက်တိကျညွှန်ကြားချက်များပါရှိရဖြစ်တဲ့အတွက်ကြေညာလွှာမဖြစ်သွင်းမီညွှန်ကြားချက်များကိုတိကျစွာဖတ်ရှုစေလိုပါတယ်။အခွန်ထမ်းအချက်အလက်များကိုဖြည့်သွင်းရမှာကာကြီးအခွန်ထမ်းအမျိုးအစားမှာကုမ္ပဏီဖြစ်ပါကကုမ္ပဏီကို၎င်းနိုင်ငံပိုင်စီးပွားရေးဖွဲ့အစည်းဖြစ်ပါကနိုင်ငံပိုင်စီးပွားရေးဖွဲ့အစည်းတွင်၎င်းစသဖြင့်သက်ဆိုင်ရာအကွက်ကိုရွေးချယ်အမှတ်သားပြုပေးရမှာဖြစ်ပါတယ်။ခါခွေနေထိုင်မှုမှာတော့မိမိနဲ့သက်ဆိုင်ရာရွေးချယ်အမှတ်သားပြုပေးရမှာဖြစ်ပါတယ်။ကငယ် DTA စာချုပ်ဝင်နိုင်ငံဖြစ်ပါကနိုင်ငံအမည်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။အလျားကွဲခါကြီးမှာတော့အခွန်ထမ်းတအုပ်အနေနဲ့ပထမဆုံးအကြိမ်တင်သွင်းတဲ့ကြေညာလွှာဖြစ်ပါကကနအူကြေညာလွှာလုပ်ငန်းပိတ်သိမ်းတဲ့အတွက်နောက်ဆုံးတင်သွင်းခြင်းဖြစ်ပါကအပိသက်ကြေညာလွှာသက်ဆိုင်ရာဝင်ငွေနှင့်အတွက်တင်သွင်းထားခဲ့ပြီးတဲ့ကြေညာလွှာကိုပြင်ဆင်ခြင်းဖြစ်ပါကပြင်ဆင်ထားသည့်ကြေညာလွှာစသည်ဖြင့်မိမိတင်လိုတဲ့ကြေညာလွှာနဲ့သက်ဆိုင်ရာကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်။ MIC ကင်လောခွင် SCZ ကင်လောခွင်တောင်းခံရရှိထားပါက MIC SCZ ကင်လောခွင်ကိုအမှတ်ချရမှာဖြစ်ပါတယ်။ကင်းလွတ်ကြောင်းခွင့်ပြုမဲ့မိတူနဲ့တကွကင်းလွတ်ခွင့်ရတဲ့ဝင်ငွေပမာဏတွက်ချက်ထားမှုကိုကြေညာလွှာနဲ့အတူပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ Grant A သို့မဟုတ် Conception နဲ့လုံးအရာကင်းလွတ်ခွင့်ရသည့်ကုမ္ပဏီဖြစ်ပါက Grant A သို့မဟုတ် Conception နဲ့လုံးအရာကင်းလွတ်ခွင့်ကို၎င်းလိပ်စာပြောင်းလဲရေးတင်ပြခြင်းဖြစ်ပါကလိပ်စာပြောင်းလဲခြင်းကို၎င်းရန်ကုန် Stock Exchange စီးရင်ဝင်အများပိုင်ကုမ္ပဏီဖြစ်ပါကရန်ကုန် Stock Exchange စီးရင်ဝင်အများပိုင်ကုမ္ပဏီများကို၎င်းရေနံနှင့်တဘာဝတံငွေတူဖို့ထုတ်လုပ်ခြင်းကဏ္ဍတွင်ပါဝင်လုပ်ကိုင်သည့်ပုဂ္ဂိုလ်စုဖြစ်ပါကရေနံနှင့်တဘာဝတံငွေတူဖို့ထုတ်လုပ်ခြင်းကဏ္ဍတွင်ပါဝင်လုပ်ကိုင်သည့်ပုဂ္ဂိုလ်စုကို၎င်းငွေစရင်းထားရှိသည့်နီလန်သို့မဟုတ်ကုန်လက်ကျန်တန်မိုးတတ်မှတ်မှုနီလန်ပြောင်းလဲခြင်းဖြစ်ပါကငွေစရင်းထားရှိသည့်နီလန်သို့မဟုတ်ကုန်လက်ကျန်တန်မိုးတတ်မှတ်မှုနီလန်ပြောင်းလဲခြင်းကို၎င်းအမှတ်ချပေးရမှာဖြစ်ပါတယ်။ဒီအပိုင်းမှာအခွန်ထမ်းကုမ္ပဏီများမှာယွင်းတက်တာကတော့ကနဦးကြေညာလာတွင်မှာယွင်းချမိခြင်းကုမ္ပဏီပိတ်သိမ်းမှသာရွေးချယ်ရမယ်အပိသက်ကြေညာလာကိုမှာယွင်းချမိခြင်းတို့ဖြစ်တတ်တဲ့အတွက်သတိပြုရမှာဖြစ်ပါတယ်။အမည်နေရာမှာကုမ္ပဏီအမည်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။လူနာမည်များမှားယွင်းစွာမရွေးသွင်းမိစေဖို့သတိပြုပေးစီလိုပါတယ်။အခွန်ထမ်းမှတ်ပုံတင်အမှတ်တင်နေရမှာမိမိကုမ္ပဏီရဲ့အခွန်ထမ်းမှတ်ပုံတင်အမှတ်ကဏ္ဍကိုလုံးကိုမှန်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။နေရလိပ်စာမှာကုမ္ပဏီရဲ့လိပ်စာအတိအကျကိုထည့်ရပါမယ်။ဆက်သွယ်ရန်ဖုန်းနံပါတ်မှာအမှန်တကယ်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်တစ်လုံးသို့မဟုတ်ဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။အီးမေးလ်လိပ်စာမှာလက်ရှိအသုံးပြုနေတဲ့ကုမ္ပဏီရဲ့အီးမေးလ်လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒီနေရာတွေမှာဖြည့်သွင်းရမယ့်လိပ်စာဖုန်းနံပါတ် email address များသည့်ကုမ္ပဏီနှင့်သက်ဆိုင်သောအချက်အလက်များကိုသာဖြည့်သွင်းရမှာဖြစ်ပြီးမိမိတို့ဝန်ဆောင်မှုရယူထားသောအဖွဲ့အစည်းသို့မဟုတ်ဆောင်ရွက်ခါယူ၍ကြေညာလာဖြည့်သွင်းသူတို့၏အချက်အလက်များမဖြည့်သွင်းရပါဘူးအထူးသတိပြုစီလိုပါတယ်အကောက်ခွန် IE ကိုတွင် Export Import လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများအနေနဲ့မဖြစ်မနေထည့်သွင်းပေးရမှာဖြစ်ပါတယ်Industry Code တွင်မိမိလုပ်ကိုင်သည့်အဓိကလုပ်ငန်းအမျိုးအစားနှင့်သက်ဆိုင်သည့် Industrial Code နံပါတ်၄လုံးကိုမှန်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ဒီအပိုင်းရှိဝင်ငွေများဖြည့်သွင်းတဲ့အခါမှာလည်းသတိပြုရမည့်အချက်များရှိပါတယ်။အပိုင်းကကြီးအလျားကွက်တင်မှာအထူးကုန်စည်ခွန်အပါအဝင်ဖြစ်ပြီးကုန်သွယ်လုပ်ငန်းခွန်မပါတော့ရောင်းရငွေဖြစ်ရပါမယ်။စီးပွားရေးလုပ်ငန်းမှာရရှိတဲ့ရောင်းရငွေလုပ်ငန်းမှာရငွေယင်းနှိမ့်ညွတ်နယ်မှုမှာရငွေအတိုးဝင်ငွေအမခံကျင်းငွေစသဖြင့်ဝင်ငွေများကိုဖြည့်သွင်းရမှာဖြစ်ပြီးတော့အခြေပစ္စည်းမှမြတ်စွန်ငွေကိုတော့အခြေပစ္စည်းမှမြတ်စွန်ငွေကြေညာလွှာဖြင့်တည်တံ့တင်သွင်းရမှာဖြစ်ပါတယ်ဒီနေရာမှာနိုင်ငံခြားငွေဖြင့်ဝင်ငွေရရှိပါကရရှိသည့်နိုင်ငံခြားငွေဖြင့်အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်ဒီတွက်ချက်မှုကိုနောက်ပိုင်းမှာရှင်းပြသွားမှာဖြစ်ပါတယ်ဒီနေရာမှာဖြည့်သွင်းရမယ့်ရငွေတွေကတော့မြန်မာကျပ်ငွေနဲ့ဖြည့်သွင်းရမှာဖြစ်ပါတယ်။ဒီရောင်းရငွေလုပ်ငန်းမှာရငွေရင်းနှီးမြှုပ်နှံမှုမှာရငွေအတိုးဝင်ငွေအမကန်ကျင်းငွေတို့နဲ့ဆက်လင်းသောအသေးစိတ်စင်းကိုတင်ညာလာတင်ချိန်မှာပူတွဲအနေနဲ့တင်ပြပေးရမှာဖြစ်ပါတယ်
အလျားအကွက်နှင့်ကကြီးအယောင်သို့မဟုတ်လုပ်ငန်းလည်ပတ်ရန်ကုန်ကျစရိတ်မှာတော့ရောင်းချလိုက်တဲ့ကုန်ပစ္စည်းများသို့မဟုတ်လုပ်ငန်းလည်ပတ်ရန်ကုန်ကျစရိတ်ကိုဖြည့်သွင်းရမှာဖြစ်ပြီးတော့ကုန်ကျစရိတ်တစ်ချက်ပုံအသေးစိတ်စီးရင်ကိုပူးတွဲတင်ပြရန်လိုအပ်မှာဖြစ်ပါတယ်။ဒီနေရာမှာလည်းနိုင်ငံခြားငွေဖြင့်ကုန်ကျစရိတ်များရှိပါကမိတို့တွက်ချက်ရမည်ကိုနောက်ပိုင်းမှာရှင်းပြသွားမှာဖြစ်ပါတယ်။ဒီနေရာမှာဖြည့်သွင်းရမယ့်ကုန်ကျစရိတ်ကတော့မြန်မာကျပ်ငွေဖြင့်ဖြစ်ပါတယ်။အလျားအကွက်နှင့်ခါခွေမှာအထွေထွေနဲ့အုပ်ချုပ်မှုစိတ်တွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ဇရိတ်ဖြည့်သွင်းထားမှုတွေအတွက်အသေးစိတ်စီးတွေကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်နှင့်ကငယ်မှာတော့နှစ်ကကြီးမှာထည့်သွင်းထားခြင်းမရှိတဲ့ဝန်ထမ်းသို့မဟုတ်အလုပ်သမားစိတ်တွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ဇရိတ်ဖြည့်သွင်းထားမှုတွေအတွက်အသေးစိတ်စီးတွေကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်နှင့်စလုံးတန်မိုးရော်နဲ့ကုန်ကျစရိတ်ကိုအရေးကြနှုတ်ပယ်ခြင်းမှာတော့ကုမ္ပဏီရဲ့ပိုင်ဆိုင်ပစ္စည်းများအတွက်စီမင်းများနဲ့အညီတွက်ချက်ထားတဲ့တန်မိုးရော်စိတ်တွေကန့်သက်တန်ရှိတဲ့တွဲမဲ့ပစ္စည်းများအခွန်စည်းချက်ထိုက်သည့်ဝင်ငွေရရှိရန်အသုံးပြုသည့်တွဲမဲ့ပစ္စည်းများရဲ့အသုံးဝင်သက်တမ်းကိုအခြေခံပြီးအရေးကြနှုတ်ပယ်မဲ့ပမာဏတွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ဒီအပိုင်းအတွက်လည်းအသေးစိတ်စင်ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အယောင်ကုန်ကြစည်တွင်ဖြည့်ထားပါကမဖြစ်မနေအကွက်အလုံးတွင်ဖြည့်သွင်းရမလို့တော့လဲမိမိကုမ္ပဏီရဲ့ကုန်ကြသည့်ဈေးများရှိသည့်နေရာမှာဖြည့်သွင်းပြီးပူးတွဲစင်းတင်ပြပေးရန်ဖြစ်ပါတယ်။အလျားကွက်နှင့်စာလိမ်မှာ DTA စာချုပ်ဝင်နိုင်ငံများမှအပါအခြားပြည်ပနိုင်ငံများမှာပေးဆောင်ခဲ့ရတဲ့အခွန်ကိုဖြည့်ဆို့ရမှာဖြစ်ပါတယ်။အလျားအကွက်နှင့်စာမြင့်ဆွဲမှာအခြားကုန်ကြစည်များကိုဖြည့်သွင်းရန်ဖြစ်ပြီးပူးတွဲစင်းတင်ပြရမှာဖြစ်ပါတယ်။ဇရိတ်ပမာဏတွေကိုလည်းမြန်မာကျပ်ငွေဖြစ်တာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်1စီးပွားရေးလုပ်ငန်းမှာဝင်ငွေတွေကအလျားကွက်2ညစုစုပေါင်းကုန်ကျစရိတ်တွေကိုနှုတ်ချင်မှရရှိတဲ့စီးပွားရေးလုပ်ငန်းမှာအသတင်ဝင်ငွေသို့မဟုတ်အရှုံးကိုအလျားကွက်3မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခါခွေပစ္စည်းငှားရမ်းခြင်းမှာရငွေနဲ့အသုံးစရိတ်များအပိုင်းရဲ့အလျားကွက်2မှာငါးရန်ကရောက်ငွေများအလျားကွက်3ကာကြီးမှာအလျားကွက်3ဇာကွက်အထိမှာငါးရန်ကရောက်ငွေနဲ့သက်ဆိုင်တဲ့ဈေးတွေကိုဖြည့်သွင်းပြီးအသေးစိတ်ဈေးများပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာဖြည့်သွင်းရမယ့်ဝင်ငွေနဲ့အသုံးစရိတ်များကိုမြန်မာကျပ်ငွေဖြည့်သွင်းရမှာဖြစ်ပါတယ်။နိုင်ငံခြားငွေဖြည့်ရရှိပါကမြေတိုးတွက်ချက်ရမည်ကိုနောက်ပိုင်းမှာရှင်းလင်းပြမှာဖြစ်ပါတယ်။အပိုင်းကငယ်အခြားရလဲများမှာဝင်ငွေနဲ့အသုံးစရိတ်များအပိုင်းရဲ့အလျားကွက်1မှာတောင်လိုက်ကွက်ကာကြီးနဲ့ခါခွေးတို့မှာဖော်ပြထားခြင်းမရှိဘဲအခြေပစ္စည်းမှမျက်စုံငွေမပါဝင်တဲ့အခြားရလဲမှာဝင်ငွေများနဲ့ realize exchange gain မှာရရှိသောဝင်ငွေတွေကိုဖြည့်သွင်းရမှာဖြစ်ပြီးတော့ပူးတွဲစင်းတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်2မှာတော့တောင်လိုက်ကွက်ကာကြီးနဲ့ခါခွေးတို့မှာဖော်ပြထားတဲ့အသုံးစရိတ်မှအပါနှုတ်ပယ်ခွင့်ရှိသောအသုံးစရိတ်အလုံးနဲ့ realize exchange loss မှာစရိတ်များကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အသုံးစရိတ်တစ်ခုချင်းစီအတွက်အသေးစိတ်စဉ်ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာဖြည့်သွင်းရမယ့်ဝင်ငွေနဲ့အသုံးစရိတ်များကိုမြန်မာကျပ်ငွေဖြည့်သွင်းရမှာဖြစ်ပါတယ်။နိုင်ငံခြားငွေဖြည့်ရရှိပါကမြေတိုးတွက်ချက်ရမည်ကိုနောက်ပိုင်းမှာရှင်းလင်းပြမှာဖြစ်ပါတယ်။အပိုင်းကကြီးဝင်ငွေကုန်စည်ချက်ထိုက်သည့်ဝင်ငွေတွက်ချက်ခြင်းအပိုင်းမှာတော့အပိုင်းကကြီးခါခွေးနဲ့ကငယ်တို့ကအသတင်ဝင်ငွေအရှုံးတွေကိုအလျားကွက်1ကကြီးခါခွေးနဲ့ကငယ်တို့မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်1ကာကြီးမှာကာကြီးခါခွေကငယ်တို့ကိုပေါင်း၍ရရှိသောစုစုပေါင်းအသတင်ဝင်ငွေအရှုံးကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်1ကကြီး1ခါခွေနဲ့1ကငယ်တို့ရဲ့ပေါင်းလက်သည်အရှုံးဖြစ်ပါကခွင်းစာခွင်းပိတ်ဖြည့်ဖော်ပြပြီးအပိုင်းကကြီးရဲ့ကျန်အပိုင်းတွေကိုကြောကအပိုင်းကအလျားကွက်1မှာ3ညကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်2ကကြီး2ခါခွေနဲ့2ကငယ်တို့မှာကျင်ညာလာတင်သွင်းတဲ့2ရဲ့ရှေ့3နှစ်အထိမှာဆုံးရှုံးငွေများရှိခဲ့လျင်ဖြည့်သွင်းရန်ဖြစ်ပါတယ်။၎င်းအပိုင်းမှာအရှုံးကိုတစ်နှစ်ထည့်ပြီးတည်ဆောင်ခုနိုင်ခွင့်ရှိတဲ့နောက်2နှစ်မှာဆက်လက်ဖြည့်သွင်းခြင်းမရှိသောကြောင့်မိမိတင်ပြသောကျင်ညာလာနှင့်ကိုက်ညီမှုမရှိခြင်းဖြစ်ပေါ်တတ်ပါတယ်။အရှုံးများကို3နှစ်ထက်ပို၍တည်ဆောင်နိုင်ကြောင်းခွင့်ပြုထားသည့်မြန်မာအထူးစီးပွားရေးဆောင်ဥပဒေသို့မဟုတ်အခြားစာရွက်စာတမ်းများရှိပါကပူးတွဲတင်ပြပြီးပူးတွဲတင်ပြသည့်စာရွက်စာတမ်းများအရာ3နှစ်ထက်ပိုသည့်တည်ဆောင်လာသည့်အရှုံးများကိုအလျားကွက်2ကာကြီးမှာဖြည့်သွင်းရန်ဖြစ်ပါတယ်။အလျားကွက်2ငါမှာအလျားကွက်2ကကြီးမှာ2ကကြီးအထိပေါင်းချင်းဖြစ်တဲ့စုစုပေါင်းတည်ယူလာသောအရှုံးများကိုဖြည့်ရန်ဖြစ်ပါတယ်။
အလျားကွက်3မှာအလျားကွက်1ခါကြီးမှာ2ငါကိုနှုတ်ရရတော့ပမာဏကိုဖြည့်ရန်ဖြစ်ပါတယ်။အတတင်အရှုံးပေါ်ပါက3ညဟုဖြည့်ပြီးအပိုင်းခါကြီးရဲ့ကျန်အပိုင်းများကိုကျော်၍အပိုင်းကအလျားကွက်1မှာ3ညကိုဖြည့်ရမှာဖြစ်ပါတယ်။အလျားကွက်၄မှာမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကင်းလွတ်ခွင့်သို့မဟုတ်အထူးစီးပွားရေးဆောင်ဥပဒေအရအခွန်ကင်းလွတ်ခွင့်ပေးသည့်အသက်တင်ဝင်ငွေရှိပါက၎င်းပမာဏကိုဖော်ပြရန်ဖြစ်ပြီးကင်းလွတ်ခွင့်ပြုသည့်ဝင်ငွေကိုတွက်ချက်ထားသည့်ဇယားနှင့်ကင်းလွတ်ခွင့်အထောက်အထားမိတ္တူများကိုပူးတွဲတင်ပြရန်ဖြစ်ပါတယ်။အလျားကွက်5မှာအလျားကွက်3မှာ4ကိုနှုတ်ရရရှိသောပမာဏကိုဖြည့်သွင်းရန်ဖြစ်ပြီးအသက်တင်အရှုံးပေါ်ပါက3ညဟုဖြည့်ပြီးအပိုင်းခကြီးရဲ့ကျန်အပိုင်းများကိုကျော်၍အပိုင်းကအလျားကွက်1မှာ3ညကိုဖြည့်ရမှာဖြစ်ပါတယ်။အလျားကွက်6မှာအကျိုးအမြတ်မယူသောအဖွဲ့အစည်းများအားအခွန်ကင်းလွတ်ခွင့်ပေးသည့်အသက်တင်ဝင်ငွေပမာဏရှိပါကဖြည့်သွင်းရမှာဖြစ်ပါတယ်။ကင်းလွတ်ခွင့်ပေးသည့်ဝင်ငွေပမာဏကိုတွက်ချက်ထားသည့်ဇယားနှင့်အခွန်နဲ့မပုံတင်အမှတ်ကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်9မှာအလျားကွက်5မှာ6ကိုနှုတ်ရရရှိသောပမာဏကိုဖြည့်သွင်းရန်ဖြစ်ပြီးအသက်တင်အရှုံးပေါ်ပါက3ညဟုဖြစ်ပြီးအပိုင်းကကြီးရဲ့ကျန်အပိုင်းများကိုကျော်၍အပိုင်းကအလျားကွက်1မှာ3ညကိုဖြည့်ရမှာဖြစ်ပါတယ်။အလျားကွက်8တွင် Grant A သို့မဟုတ် Concessional လုံးအရာကင်းလွတ်ခွင့်ရရှိပါက၎င်းဝင်ငွေကိုဖြည့်သွင်းရန်ဖြစ်ပြီးစီမံကိန်းနှင့်ဗဏ္ဍာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်69/2019အရခွင့်ပြုပေးထားသောတည်တံလက်မှတ်မိတ္တူတွက်ချက်ပုံစရာနှင့်ကင်းလွတ်ခွင့်အထောက်အထားကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်9မှာအလျားကွက်9မှာ8ကိုနှုတ်ရရရှိသောပမာဏကိုဖြည့်သွင်းရန်ဖြစ်ပြီးအသက်တင်အရှုံးပေါ်ပါက3ညဟုဖြည့်ပြီးအပိုင်းခကြီးရဲ့ကျန်အပိုင်းများကိုကျော်၍အပိုင်းကအလျားကွက်1မှာ3ညကိုဖြည့်ရမှာဖြစ်ပါတယ်။အလျားကွက်10မှာသမဝရမအသင်းများဖြစ်ပါကအလျားကွက်9ကို20ဖြည့်မြောက်၍ရလက်သည့်ကျပ်သိန်း100အောက်ရော်နေပါကဖြည့်သွင်းရမည်ဖြစ်ပြီးသို့မဟုတ်ကျပ်သိန်း100ဟုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်17မှာအလျားကွက်9မှာ30ကိုနှုတ်ရရရှိသောပမာဏကိုဖြည့်သွင်းရန်ဖြစ်ပြီးပြည်ပနေနိုင်ငံသားဖြစ်ပါကလူတန်းငွေများနှုတ်ပဲခွင့်ကိုခန်းစားခွင့်မရှိဘဲအလျားကွက်17မှာပမာဏကိုအလျားကွက်13မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်စနစ်မှာနိုင်ငံတော်အဖွဲ့အစည်းအစဉ်စဉ်ကကမကထပြုသောသို့မဟုတ်ပြည်ထောင်စုအစိုးရအဖွဲ့၏စီမံကိန်းနှင့်ဗဏ္ဍာရေးဝန်ကြီးဌာနကအမိန့်ကြော်ငြာစာထုတ်ပြန်၍အတိအမှတ်ပြုသောဘာသာရေးသို့မဟုတ်ကုသိုလ်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေရင်းကိစ္စများနှင့်သက်ဆိုင်သည့်ရန်ပုံငွေတရရက်သို့ဖြစ်စေလူဒန်းထည့်ဝင်ငွေကိုထည့်သွင်းရမှာဖြစ်ပြီးရင်းပမာဏဟာအလျားကွက်9မှာဖော်ပြထားတဲ့စုစုပေါင်းအသက်တင်ဝင်ငွေရဲ့25%ထက်မပိုသောပမာဏဖြစ်ရပါမယ်။အလျားကွက်73မှာတော့လူဒန်းငွေနှုတ်ပြီးတဲ့စုစုပေါင်းအခွန်စည်းကြပ်ထိုက်သောဝင်ငွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းကအခွန်ငွေတွက်ချက်ခြင်းအပိုင်းရဲ့အလျားကွက်1မှာစုစုပေါင်းအခွန်စည်းကြပ်ထိုက်သောဝင်ငွေကိုဖြည့်သွင်းရမှာဖြစ်ပြီးအလျားကွက်2မှာအခြေခံသမဝါယမအသင်းများနှင့်အခြေခံသမဝါယမအသင်းမှအပဖြစ်သောသမဝါယမအသင်းဖြစ်ပါကညွှန်ကြားချက်ပါအတိုင်းဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်3ကာကြီးမှာဘန္နာနှစ်အတွင်း3လတစ်ကြိမ်ပေးဆောင်ခဲ့တဲ့ကြိုတင်ကုန်စုစုပေါင်းကို၎င်း3ခါခွေမှာပေးရင်မှနှုတ်ယူဖြစ်တော့ခြင်းအတွက်ပေးခဲ့ရတဲ့ဝင်ငွေကုန်ကို၎င်း3ခါငယ်မှာတော့ကုန်ပစ္စည်းတင်သွင်းခြင်းနဲ့တင်ပို့ခြင်းတွေအတွက်အကောက်ခွန်ဦးစီးဌာနကိုပေးသွင်းခဲ့တဲ့ဝင်ငွေကုန်များကို၎င်း3ခါကြီးမှာအခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ဝင်နိုင်ငံများရှိနိုင်ငံသားအစိုးရများထံသို့ပေးဆောင်ခဲ့သောဝင်ငွေကုန်များကို၎င်း3ငါမှာယခုနှစ်သို့တည်ဆောင်လာသောရခိုင်နှစ်ကပုံမိုပေးဆောင်ခဲ့တဲ့အခွန်ပမာဏတွေကိုဖြည့်သွင်းပြီး3ကကြီးမှာ3ငါအထိစုစုပေါင်းပမာဏကိုအလျားကွက်3စလုံးစုစုပေါင်းပေးဆောင်ထားသည့်ငွေနေရာမှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်3ကာကြီးမှာ3ငါအထိဖြည့်သွင်းထားမှုတွေအတွက်ပူးတွဲစည်းတွေတင်ပြရမှာဖြစ်ပါတယ်။ဒီအပိုင်းမှာနှစ်အတွင်းပေးသွင်းခဲ့တဲ့ကြိုတင်ကွန်ချက်လက်မှာခုနိုင်မဲ့ဗန္နာနှစ်ကိုမှတ်ကန်စွာရေးခဲ့ဖို့လိုအပ်ပါတယ်။ခုနိုင်မှုအပိုင်းမှာကြိုတင်ကွန်နဲ့ WD2% များမှားယွင်းဖြည့်သွင်းမိတဲ့အတွက်ခုနိုင်လိုတဲ့အခွန်နဲ့သက်ဆိုင်တဲ့အလျားကွက်မှာမှန်ကန်စွာကြည့်ရှုဖြည့်သွင်းဖို့လိုအပ်မှာဖြစ်ပါတယ်။ WD2% တွေမှာလည်းအခြားရုံးများမှာပေးသွင်းခဲ့သောချက်လက်များရှိတဲ့ချင်းကြောင့်ပူးတွဲစင်းကိုတေချာဖော်ပြရနေချက်လက်မိတ္တူများပူးတွဲတင်ပြပေးဖို့လိုအပ်ပါတယ်။ရခိုင်နှစ်ပုံငွေကိုပြန်အငွေထုတ်ယူခဲ့ပြီးဆိုလျင်ယခုနှစ်မှာမှားယွင်းထည့်သွင်းခုနေမှုမပြုမိစေဖို့တတိပြုရမှာဖြစ်သလိုပြန်အငွေထုတ်ယူမည်လို့ရွေးချယ်ခဲ့တော့လဲမထုတ်ဖြစ်လို့ဆက်လက်သေးဆောင်ခုနေလို့လဲဆိုရင်ပြန်အငွေမထုတ်ခဲ့ကြောင်းနဲ့ဆက်လက်သေးဆောင်ခုနေလို့ကြောင်းစတင်ပေးရန်လိုအပ်မှာဖြစ်ပါတယ်။
အလျားကွက်၄မှာတော့အလျားကွက်2ပေးဆောင်မှုမပြုမီစုစုပေါင်းအခွန်မှာအလျားကွက်3စာလုံးစုစုပေါင်းပေးဆောင်ထားတဲ့ငွေကိုနှုတ်လို့ရတဲ့ပေးဆောင်ရန်ကျပ်ပမာဏကိုဖြည့်သွင်းရန်ဖြစ်ပါတယ်။ပေးဆောင်ရန်ကျပ်ပမာဏမပေါ်ပေါက်ခဲ့လို့3ညသို့မဟုတ်3ညအောက်လျော့နေခဲ့ရင်တော့3ညဟုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်3စလုံးထဲမှာအလျားကွက်2ကိုနှုတ်ပြီးပုံမပေးဆောင်ခဲ့တဲ့ပမာဏပေါ်ပေါက်ခဲ့ရင်အလျားကွက်5မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။ပုံမပေးဆောင်ထားတဲ့ပမာဏမရှိလို့3ညသို့မဟုတ်3ညအောက်လျော့နေခဲ့ရင်တော့3ညဟုဖြည့်သွင်းရမှာဖြစ်ပါတယ်။ပုံမပေးဆောင်ခဲ့သောအခွန်ပမာဏကိုနောက်နှစ်သို့ဆက်လက်တည်ဆောင်မယ်ဆိုရင်ဒီအလျားကွက်5မှာရှိတဲ့အကွက်မှာအမှတ်ချစ်ခဲ့ရမှာဖြစ်ပါတယ်။အပိုင်းစလုံးမှာတော့ကျညာလာတင်သွင်းတဲ့ဘဏ္ဍာနှစ်နဲ့ပြီးခဲ့တဲ့ဘဏ္ဍာနှစ်များအတွက်ဘဏ္ဍာရေးရှင်တဲ့အရာငွေစရင်းနဲ့မှတ်တမ်းတွေကိုသက်ဆိုင်ရာအလျားကွက်တွေမှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်ရှိစာသားတွေကိုပြောင်းလဲရေးသားခြင်းမပြုပါနဲ့။ဘဏ္ဍာရေးရှင်တဲ့အတွက်ရှင်းလင်းချက်မိတ္တူကိုပူးတွဲတင်ပြရမှာဖြစ်ပြီးဘဏ္ဍာရေးရှင်တဲ့မိတ္တူအပြည့်အစုံကိုပူးတွဲတင်ပြဖို့မလိုအပ်ပါဘူး။၎င်းပိုင်းတွင်အချို့ကုမ္ပဏီများသည်တုံညများဖြည့်သွင်းထားသည်ကိုတွေ့ရှိရတတ်ပါတယ်။တုံညတွေကြီးဖြည့်သွင်းလို့မရပါဘူး။ကိန်းဂဏန်းများပါရှိရပါမယ်။အပိုင်းစလုံးကိုပြည့်စုံစွာမဖြည့်ဆွတ်ထားရင်ကျညာလွှာကိုလက်ခံမှာမဟုတ်ပါဘူး။စုစုပေါင်းတန်မိုးရနဲ့စုစုပေါင်းအရေးကြခုနေခြင်းအတွက်ပမာဏတွေကိုခွင်းစားခွင်းပိတ်နဲ့ဖော်ပြရမှာဖြစ်ပြီးခွင်းစားခွင်းပိတ်နဲ့ဖော်ပြခြင်းသည်အနှုတ်တဘောဆောင်တာဖြစ်တဲ့အတွက်အနှုတ်လက္ခဏာထပ်မံထည့်သွင်းဖို့မလိုအပ်တော့ပါဘူး။အပိုင်းစလိန်စရင်အရာဝင်ငွေအရှုံးကိုအခွန်စည်းကြပ်ထိုက်သောဝင်ငွေနဲ့ပြန်လည်စင်းကိုက်ညီခြင်းအပိုင်းမှာအလျားကွက်1မှာကုမ္ပဏီ၏စရင်အရာဖော်ပြထားတဲ့အခွန်စည်းကြပ်ပြီးဝင်ငွေသို့မဟုတ်အရှုံးကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အခွန်စည်းကြပ်ပြီးဝင်ငွေဆိုသည်မှာအခွန်နှုတ်ပယ်ပြီးနောက်ကျန်ရှိသောဝင်ငွေ profit after tax သို့မဟုတ်အရှုံးကိုဖော်ပြရမှာဖြစ်ပါတယ်။အလျားကွက်2မှာကုမ္ပဏီ၏စရင်အရာကျသင့်ဝင်ငွေကုန်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်3မှာစည်ရင်းနေမပါတော့ဝင်ငွေကွန်ကြတင်စေသည့်ဝင်ငွေဆိုသည်မှာဥပမာတစ်ခုအနေနဲ့ပြောရရင် performance guarantee လိုမျိုးပေါ့ကုမ္ပဏီမှငွေရရှိပြီးတော့လဲစည်ရင်းကိုင်စံနှုန်းများအရာဝင်ငွေအဖြစ်ထည့်သွင်းမဖော်ပြတော့လဲအခွန်ဥပဒေအရာဝင်ငွေကွန်ကြတင်စေသည့်ဝင်ငွေဖြစ်တဲ့အတွက်ထည့်သွင်းရမှာဖြစ်ပါတယ်အလျားကွက်၄မှာစည်ရင်းတွင်ရှိပြီးကျညာလာတွင်ထည့်သွင်းဖော်ပြရန်ဥပဒေနှင့်ညီညွတ်မှုမရှိသဖြင့်ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိသောစည်ရင်းများအားဖြည့်သွင်းရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်အလျားကွက်၄ခါခွေနဲ့အလျားကွက်၈ကကြီးတို့တွင်ဖော်ပြထားသည့်ကုမ္ပဏီမှအသုံးပြုသောတန်ဖိုးရောနှုန်းထားနှင့်အခွန်ဥပဒေအရသတ်မှတ်ထားသောတန်ဖိုးရောနှုန်းမတူညီသည့်ကိစ္စအလျားကွက်၈မှာစည်ရင်းနှင့်မပါရှိတော့လဲကျညာလာတွင်ဥပဒေအရခန်းစားထိုက်သည့်စည်ရင်းများအားထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်ဥပမာအစည်းဇက်လောအရာကင်းလွတ်ခွင့်တတခွင့်ပေးခြင်းအလျားကွက်3 4ခါခွေ4စာလုံး6နှစ်8ကကြီးတို့မှာငွေပမာဏဖြည့်သွင်းထားခဲ့မယ်ဆိုရင်လိုအပ်သောစရာများပူးတွဲဖော်ပြရမှာဖြစ်ပါတယ်။ကျညာလာကိုကုမ္ပဏီဝန်ထမ်းကပြင်ဆင်ဖြည့်သွင်းတာမဟုတ်ဘဲနဲ့ဆောင်ရွက်ခါယူပြီးကျညာလာဖြည့်သွင်းသူကိုဆောင်ရွက်စေတာဆိုရင်ဆောင်ရွက်ခါယူ၍ကျညာလာဖြည့်သွင်းသူ၏ဂတိဝန်ခံချက်မှာဝန်ခံဂတိပြုလက်မှတ်ရေးထိုးစေရမှာဖြစ်ပါတယ်။အခွန်နဲ့သို့မဟုတ်ကိုယ်စားလှယ်၏ဂတိဝန်ခံချက်မှာကုမ္ပဏီ၏တာဝန်ရှိသူတဦးဦးသို့မဟုတ်ကုမ္ပဏီရဲ့ကိုယ်စားလှယ်လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။လက်မှတ်ထိုးမည်အပိုင်းတွင်လက်မှတ်ကိုထင်သာမြင်သာအောင်ထည့်သွင်းရမှာဖြစ်ပါတယ်။လက်မှတ်ရေးထိုးမဲ့သူရဲ့လက်မှတ်မှတ်တမ်းမူရင်းကိုသတ်မှတ်ပုံစံမှာဖြည့်စွက်ပြီးသက်ဆိုင်ရာယာရုတစိတ်တော်ကုမ္ပဏီစီးတစိတ်တွေကိုရိုက်နှိပ်ပြီးလက်မှတ်မူရင်းရေးထိုးကဘဏ္ဍာနှစ်အစမှာရုံးကိုပေးပို့ထားရမှာဖြစ်ပါတယ်။ရှေ့ကရငွေနဲ့အသုံးစရိတ်ပိုင်းရှင်းပြခြင်းကနိုင်ငံခြားငွေဖြင့်ရငွေနဲ့အသုံးစရိတ်တွေလည်းပါဝင်ပါကနောက်ပိုင်းမှာရှင်းပြပါမယ်လို့ပြောခဲ့ပါတယ်။အခုအဲ့ဒီအပိုင်းကိုရှင်းပြမှာဖြစ်ပါတယ်။အခြေပစ္စည်းမှာမြတ်စွန်းငွေမှာအပစီးပွားရေးလုပ်ငန်းမှာ၎င်းမရွှေ့ပြောင်းနိုင်သောပစ္စည်းငါးရင်းချင်းမှာ၎င်းအခြားရလန်းများမှာ၎င်းအခွန်နဲ့ဤရငွေသို့မဟုတ်ကုန်ကျစရိတ်များတွင်ကျပ်ငွေဖြစ်သားမကနိုင်ငံခြားငွေဖြစ်၎င်းရရှိခြင်းကုန်ကျခြင်းဖြစ်ပါကဝင်ငွေကုန်စီမင်းများစီမင်းရှိစီမင်းခွဲခါခွေနှင့်အညီတွက်ချက်ပေးဆောင်ရမှာဖြစ်ပြီးနိုင်ငံခြားငွေဖြင့်ပေးဆောင်ရမည့်အခွန်နှင့်ကျပ်ငွေဖြင့်ပေးဆောင်ရမယ့်အခွန်တို့ကိုတွက်ချက်ထားတဲ့အချို့ကြအခွန်တွက်ချက်မှုပုံစံကိုပုဂ္ဂိုလ်စုဝင်ငွေကြီးညာလွှာနှင့်အတူပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အချိုးကျတွက်ချက်မှုပုံစံကိုဖြစ်ဆိုရမှာအခြေပစ္စည်းမှာမြတ်စွန်းငွေငှားရမ်းကဝင်ငွေနဲ့အခြားရလန်းများမှာဝင်ငွေများမှာအပစီးပွားရေးလုပ်ငန်းမှာဝင်ငွေနဲ့အသုံးစရိတ်များကိုအပိုင်းကကြီးမှာဖြည့်သွင်းရမှာဖြစ်ပါတယ်။
အပိုင်းကကြီးဖြစ်သွင်းရမှာမြန်မာနိုင်ငံတွင်ရှိစီးပွားရေးလုပ်ငန်းမှနိုင်ငံခြားငွေဖြစ်ရရှိတဲ့ရငွေနဲ့ကုန်ကျစရိတ်တွေကိုအလျားကွက်တစ်တောင်လိုက်ကွက်ကကြီးမှဖြစ်သွင်းပြီးမြန်မာနိုင်ငံပြင်ပရှိစီးပွားရေးလုပ်ငန်းမှနိုင်ငံခြားငွေဖြစ်ရရှိတဲ့ရငွေနဲ့ကုန်ကျစရိတ်တွေကိုအလျားကွက်တစ်တောင်လိုက်ကွက်ခခွေမှဖြစ်သွင်းရမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ရှိစီးပွားရေးလုပ်ငန်းမှာကျပ်ငွေဖြစ်ရရှိတဲ့ရငွေနဲ့ကုန်ကျစရိတ်တွေကိုအပိုင်းကကြီးရဲ့အလျားကွက်နှင့်တောင်လိုက်ကွက်ကကြီးမှဖြစ်သွင်းပြီးမြန်မာနိုင်ငံပြင်ပရှိစီးပွားရေးလုပ်ငန်းမှာကျပ်ငွေဖြစ်ရရှိတဲ့ရငွေနဲ့ကုန်ကျစရိတ်တွေကိုအလျားကွက်နှင့်တောင်လိုက်ကွက်ခခွေမှဖြစ်သွင်းရမှာဖြစ်ပါတယ်အလျားကွက်3မှာတော့အလျားကွက်1နဲ့အလျားကွက်2တို့ရဲ့ပေါင်းလက်တွေကိုဖြစ်သွင်းရမှာဖြစ်ပြီးတောင်လိုက်ကွက်ကကြီးရှိမြန်မာနိုင်ငံအတွင်းမှာရငွေစုစုပေါင်းပမာဏသည်ရှေ့မှာရှင်းပြပြီးဖြစ်သည့်ကျညာလာပုံစံဤအပိုင်းကကြီးအလျားကွက်1တောင်လိုက်ကွက်ကကြီးနဲ့၎င်းမြန်မာနိုင်ငံအတွင်းမှာကုန်ကျစရိတ်စုစုပေါင်းပမာဏသည်ကျညာလာပုံစံဤအပိုင်းကကြီးအလျားကွက်2ညတောင်လိုက်ကွက်ကကြီးနဲ့၎င်းတူညီရမှာဖြစ်ပါတယ်အလားတူပင်တောင်လိုက်ကွက်ခခွေးရှိမြန်မာနိုင်ငံပြင်ပမှရငွေစုစုပေါင်းပမာဏသည်ကျညာလာပုံစံဤအပိုင်းကကြီးအလျားကွက်1တောင်လိုက်ကွက်ခခွေးနှင့်၎င်းမြန်မာနိုင်ငံပြင်ပမှကုန်ကျစရိတ်စုစုပေါင်းပမာဏသည်ကျညာလာပုံစံဤအပိုင်းကကြီးအလျားကွက်2ညတောင်လိုက်ကွက်ခခွေးနှင့်၎င်းတူညီရမှာဖြစ်ပါတယ်တောင်လိုက်ကွက်ကကြီးနှင့်ခခွေးမှရငွေများထဲမှာကုန်ကျစရိတ်များကိုနှုတ်လို့ရတဲ့ပမာဏကိုတော့တောင်လိုက်ကွက်ကငယ်မှာဖြစ်သွင်းရမှာဖြစ်ပါတယ်၎င်းပမာဏသည်ကျညာလာပုံစံဤအပိုင်းကကြီးအလျားကွက်3တောင်လိုက်ကွက်ကငယ်ရှိပမာဏနှင့်တူညီရမှာဖြစ်ပါတယ်အထက်ပါနည်းလမ်းအတိုင်းမရွှေ့ပြောင်းနိုင်သောပစ္စည်းငှားရမ်းခြင်းမှဝင်ငွေနှင့်အသုံးစရိတ်များကိုအပိုင်းခခွေမှ၎င်းအခြားရလန်းများမှဝင်ငွေနှင့်အသုံးစရိတ်များကိုအပိုင်းခငယ်မှ၎င်းဖြည့်သွင်းရမှာဖြစ်ပါတယ်အပိုင်းကကြီးဝင်ငွေကုန်စီချက်ထိုက်သည့်ဝင်ငွေတွက်ချက်ရမှာအပိုင်းကကြီးတောင်လိုက်ကွက်ခငယ်အပိုင်းခခွေတောင်လိုက်ကွက်ခငယ်အပိုင်းခငယ်တောင်လိုက်ကွက်ခငယ်တို့ရှိပမာဏများပေါင်းလက်တဲ့ကကျညာလာပုံစံအပိုင်းကကြီးအလျားကွက်2 9အလျားကွက်4 6 8 10စနစ်တို့ရှိပမာဏများပေါင်းလက်ကိုနှုတ်ရရရှိသောပမာဏကိုဖြည့်သွင်းရမှာဖြစ်ပါတယ်၎င်းပမာဏသည်ကျညာလာပုံစံဤအပိုင်းကကြီးအလျားကွက်73ရှိစုစုပေါင်းအခွန်စီချက်ထိုက်သည့်ဝင်ငွေပမာဏနှင့်တူညီရမှာဖြစ်ပါတယ်အပိုင်းကကြီးမှာစီချက်ထိုက်သည့်ဝင်ငွေကိုအခွန်ရခိုင်နှုန်းဖြင့်မြောက်ပါကစုစုပေါင်းအခွန်ပမာဏကိုရရှိမှာဖြစ်ပြီးရင်းကိုအပိုင်းကအလျားကွက်1ဒေါင်လိုက်ကွက်ကကြီးမှာဖြစ်သွင်းရမှာဖြစ်ပါတယ်အပိုင်းကကြီးခခွေးနဲ့ကငယ်တို့ဤအလျားကွက်1ရှိရောက်ငွေများပေါင်းလက်ကိုအပိုင်းကကြီးခခွေးနဲ့ကငယ်တို့ဤအလျားကွက်3ရှိရောက်ငွေများပေါင်းလက်ဖြစ်စားပြီးအပိုင်းကအလျားကွက်1ဖြစ်မြောက်ရရသောကျပ်ငွေပမာဏကိုအပိုင်းကအလျားကွက်1ဒေါင်လိုက်ကွက်ကကြီးမှာဖြစ်သွင်းရမှာဖြစ်ပါတယ်၎င်းပမာဏကိုငွေလဲလှယ်နှုန်းဖြည့်စားပါကနိုင်ငံခြားငွေဖြည့်ပေးဆောင်ရမယ့်အခွန်ပမာဏကိုရရှိမှာဖြစ်ပြီးအလျားကွက်ကကြီးဒေါင်လိုက်ကွက်ခခွေမှာဖြည့်သွင်းရမှာဖြစ်ပါတယ်အပိုင်းကကြီးခခွေနဲ့ကငယ်တို့ဤအလျားကွက်2ရှိရောက်ငွေများပေါင်းလက်ကိုအပိုင်းကကြီးခခွေနဲ့ကငယ်တို့ဤအလျားကွက်3ရှိရောက်ငွေများပေါင်းလက်ဖြစ်စားပြီးအပိုင်းကအလျားကွက်1ဖြစ်မြောက်ပါကကျပ်ငွေဖြစ်ပေးဆောင်ရမည့်အခွန်ပမာဏကိုရရှိမှာဖြစ်ပြီးအပိုင်းကအလျားကွက်ခခွေဒေါင်လိုက်ကွက်ကကြီးမှာဖြစ်သွင်းရမှာဖြစ်ပါတယ်ကုန်သွယ်လုပ်ငန်းကုန်ကျညာလွှာကုန်သွယ်လုပ်ငန်းကုန်ကျညာလွှာကိုအခွန်ထမ်းကုမ္ပဏီများအလုံးတင်သွင်းရမှာဖြစ်ပါတယ်3လပတ်ကုန်သွယ်လုပ်ငန်းကိုကျညာလွှာတင်သွင်းရမယ့်အချိန်ကတော့သက်ဆိုင်ရာ3လပတ်ကုန်ဆုံးပြီးတစ်လအတွင်းတင်သွင်းရမှာဖြစ်ပြီးနှစ်6ကုန်သွယ်လုပ်ငန်းကိုကျညာလွှာကိုတော့သက်ဆိုင်ရာဝင်ငွေနှစ်ကုန်ဆုံးပြီး3လအတွင်းတင်သွင်းရမှာဖြစ်ပါတယ်ကျညာလွှာတစ်ခုချင်းစီအတွက်တိကျညွှန်ကြားချက်များပါရှိတာဖြစ်တဲ့အတွက်ကျညာလွှာမဖြစ်သွင်းမီညွှန်ကြားချက်တွေကိုတိကျစွာဖတ်ရှုစေလိုပါတယ်အခွန်နဲ့အချက်အလက်များကိုဖြည့်သွင်းရမှာကကြီးအခွန်နဲ့အမျိုးအစားမှာကုမ္ပဏီကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်ခခွေနေထိုင်မှုမှာတော့မိမိနဲ့သက်ဆိုင်ရာရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်ခငယ် DTA စာချုပ်ဝင်နိုင်ငံဖြစ်ပါကနိုင်ငံအမည်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်အလျားကွက်ခကြီးမှာတော့အခွန်နဲ့တအုပ်အနေနဲ့ပထမဆုံးအကြိမ်တင်သွင်းတဲ့ကျညာလွှာဖြစ်ပါကကနဦးကျညာလွှာလုပ်ငန်းပိတ်သိမ်းတဲ့အတွက်နောက်ဆုံးတင်သွင်းခြင်းဖြစ်ပါကအပိသက်ကျညာလွှာသက်ဆိုင်ရာဝင်ငွေနှင့်အတွက်တင်သွင်းထားခဲ့ပြီးတဲ့ကျညာလွှာကိုပြင်ဆင်ခြင်းဖြစ်ပါကပြင်ဆင်ထားသည့်ကျညာလွှာစသည်ဖြင့်မိမိတင်လိုတဲ့ကျညာလွှာနဲ့သက်ဆိုင်ရာကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်အထူးစီးပွားရေးဆောင်ဥပဒေအရကုန်သွယ်လုပ်ငန်းကုန်ကင်းလွတ်ခွင့်ရရှိထားပါကအထူးစီးပွားရေးဆောင်ဥပဒေအရကင်းလွတ်ခွင့်ကိုအမှတ်ချရမှာဖြစ်ပါတယ်ကင်းလွတ်ကြောင်းခွင့်ပြုမိန့်မိတ္တူပူးတွဲတင်ပြရမှာဖြစ်ပါတယ်နိုင်ငံတော်ကရယူသည့်ထောက်ပံ့ငွေဖြင့်ဖော်ဆောင်သည့်စီမံကိန်းလုပ်ငန်းများတွင်မူလသို့မဟုတ်တဆင့်ကန်ကန်ထရိုက်တာများအဖြစ်ပါဝင်ဆောင်ရွက်နေသောကုမ္ပဏီဖြစ်ပါက Grant 8ကင်းလွတ်ခွင့်ကိုအမှတ်ချရမှာဖြစ်ပါတယ်။ကင်းလွတ်ကြောင်းခွင့်ပြုမိန့်တူပူးတွဲတင်ပြရမှာဖြစ်ပါတယ်။
ရခိုင်ကျညာလာတင်သွင်းပြီးနောက်လိပ်စာပြောင်းလဲခြင်းဖြစ်ပါကလိပ်စာပြောင်းလဲခြင်းအကွက်ကိုအမှတ်ချရမှာဖြစ်ပါတယ်။ဒီအပိုင်းမှာအခွန်တန်းကုမ္ပဏီများမှာယွင်တက်တာကတော့ကနဦးကျညာလာတွင်မှာယွင်ချစ်မိခြင်းကုမ္ပဏီပိတ်သိမ်းမှသာရွေးချယ်ရမယ့်ပြီးသက်ကျညာလာကိုမှာယွင်ချစ်မိခြင်းတို့ဖြစ်တဲ့အတွက်တတိပြုရမှာဖြစ်ပါတယ်။အမည်နေရာမှာမိမိကုမ္ပဏီအမည်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။လူအမည်များမှာယွင်စွာမရေးသွင်းမိစေဖို့တတိပြုပေးပါ။အခွန်တန်းမှတ်ပုံတင်အမှတ်တင်နေရမှာမိမိကုမ္ပဏီရဲ့အခွန်တန်းမှတ်ပုံတင်အမှတ်ကဏ္ဍကိုလုံးကိုမှတ်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။နေရက်လိပ်စာမှာကုမ္ပဏီရဲ့လိပ်စာအတိအကျကိုထည့်ရပါမယ်။ဆက်သွယ်ရန်ဖုန်းနံပါတ်မှာအမှန်တကယ်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်တစ်လုံးသို့မဟုတ်ဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။အီးမေးလ်လိပ်စာမှာလက်ရှိအသုံးပြုနေသည့်ကုမ္ပဏီရဲ့အီးမေးလ်လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒီနေရာတွေမှာဖြည့်သွင်းရမယ့်လိပ်စာဖုန်းနံပါတ် email address များသည်ကုမ္ပဏီနှင့်သက်ဆိုင်သောအချက်အလက်များကိုသာဖြည့်သွင်းရမှာဖြစ်ပြီးမိမိတို့ဝန်ဆောင်မှုရယူထားသောအဖွဲ့အစည်းသို့မဟုတ်ဆောင်ရွက်ခါယူ၍ကြေညာလာဖြည့်သွင်းသူတို့၏အချက်အလက်များမဖြည့်သွင်းရပါဘူးအထူးသတိပြုစီလိုပါတယ်အကောက်ခွန် IE ကုတ်တွင် export import လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများအနေနဲ့မဖြစ်မနေထည့်သွင်းပေးရမှာဖြစ်ပါတယ်Industry ကုတ်တွင်မိမိလုပ်ကိုင်သည့်အဓိကလုပ်ငန်းအမျိုးအစားနဲ့သက်ဆိုင်တဲ့ Industry ရဲ့ကုတ်နံပါတ်၄လုံးကိုမှတ်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အပိုင်းကာကြီးထောင်လိုက်ကွက်ကာကြီးတွင်ကုန်သွယ်လုပ်ငန်းကိုမပါဝင်သည့်ရောင်းရငွေကိုရောင်းချသည့်ကုန်စည်အလိုက်သက်ဆိုင်ရာအလျားကွက်တွေမှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်3မှာတော့1ရက်4လ2024မှာ30ရက်6လ2024အထိကာလအတွင်းရွှေတဲ့လက်ဝတ်ရတနာများရောင်းချခြင်းမှာရရငွေအပေါ်100%ဖြင့်ကုန်သွယ်လုပ်ငန်းကိုကြားတင်မှာဖြစ်ပါတယ်။တရက်10လ2024မှာ31ရက်3လ2025ထိကာလအတွင်းရွှေစင်ရွှေတုံးများနှင့်ရွှေတဲ့လက်ဝတ်ရတနာများရောင်းချခြင်းမှာရောင်းရငွေအပေါ်300%ဖြင့်ကုန်သွယ်လုပ်ငန်းခွန်ကြားတင်မှာဖြစ်ပါတယ်။ရေနံစိမ်းနှင့်လျှက်စစ်ကလွဲပြီးတော့အခြားကုန်စည်တစ်မျိုးမျိုးကိုပြည်ပသို့တင်ပို့ရောင်းချခြင်းဖြစ်ပါကရောင်းရငွေကိုအလျားကွက်6ထောင်လိုက်ကွက်ကကြီးမှာဖြည့်သွင်းရမှာဖြစ်ပြီး300%ဖြင့်ကုန်သွယ်လုပ်ငန်းခွန်ကြားတင်မှာဖြစ်ပါတယ်။အလျားကွက်ခုနှစ်မှာတော့ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရသည့်ကုန်စည်များ၏ရောင်းရငွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်ခုနှစ်မှာဖော်ပြပါရှိတဲ့ကုန်စည်များကလွဲပြီးမြန်မာအထူးစီးပွားရေးဆောင်ဥပဒေအရကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရတဲ့အခြားကုန်စည်များမှရောင်းရငွေကိုအလျားကွက်ရှစ်မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်ခုနှစ်မှာဖော်ပြပါရှိတဲ့ကုန်စည်များကလွဲပြီးနိုင်ငံတော်ကရယူဆောင်ရွက်သည့်ထောက်ပံ့ငွေများ Grant Aid အရာကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရတဲ့အခြားကုန်စည်များမှရောင်းရငွေကိုအလျားကွက်9မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။ဒေါင်းလိုက်ကွက်ခငယ်ရှိအလျားကွက်1ကနေ6အထိပေါင်းလဲဖြစ်တဲ့ကုန်သွယ်မှုလုပ်ငန်းများမှရောင်းရငွေအပေါ်ကြာတင်ကုန်သွယ်လုပ်ငန်းခွန်ကိုအလျားကွက်30မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခါခွေဒေါင်းလိုက်ကွက်ကကြီးကိုဖြည့်သွင်းတဲ့အခါပေးဆောင်ထားတဲ့အထူးကုန်စည်ကုန်ကိုထည့်သွင်းရမှာဖြစ်ပြီးတော့ကုန်သွယ်လုပ်ငန်းခွန်ကိုထည့်သွင်းခြင်းမပြုရပါဘူး။ဒေါင်းလိုက်ကွက်ကကြီးအလျားကွက်1ကနေ6အထိမှာဆောင်ရွက်တဲ့ဝန်ဆောင်မှုအလိုက်ဝန်ဆောင်ကရငွေတွေကိုသက်ဆိုင်ရာအလျားကွက်တွေမှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်ခုနှစ်မှာတော့ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရသည့်ဝန်ဆောင်မှုလုပ်ငန်းများမှာရငွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်ခုနှစ်မှာဖော်ပြပါရှိတဲ့ဝန်ဆောင်မှုများမှလွဲပြီးမြန်မာအထူးစီးပွားရေးဆောင်ဥပဒေအရကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရတဲ့အခြားဝန်ဆောင်မှုများမှာရငွေကိုအလျားကွက်ရှစ်မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်ခုနှစ်မှာဖော်ပြပါရှိတဲ့ဝန်ဆောင်မှုများမှလွဲပြီးနိုင်ငံတော်ကရယူဆောင်ရွက်တဲ့ထောက်ပံ့ငွေများ Grant Aid အရာကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရတဲ့အခြားဝန်ဆောင်မှုများမှာရငွေကိုအလျားကွက်9မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။ဒေါင်းလိုက်ကွက်ခငယ်ရှိအလျားကွက်1ကနေ6အထိပေါင်းလဲဖြစ်တဲ့ဝန်ဆောင်မှုလုပ်ငန်းများမှာရငွေအပေါ်ကြာတင်ကုန်သွယ်လုပ်ငန်းခွန်ကိုအလျားကွက်30မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခငယ်ရဲ့အလျားကွက်1မှာတော့ကုန်သွယ်မှုလုပ်ငန်းများမှာရောင်းရငွေအပေါ်ကြာတင်ကုန်သွယ်လုပ်ငန်းခွန်နဲ့ဝန်ဆောင်မှုလုပ်ငန်းများမှာရငွေအပေါ်ကြာတင်ကုန်သွယ်လုပ်ငန်းခွန်ပေါင်းလဲကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်နှစ်မှာပြည်တွင်း၌ကုန်စည်ဝယ်ခဲ့ခြင်းဝန်ဆောင်မှုဆောင်ရွက်ခဲ့ခြင်းတို့အတွက်ခုနှိမ်ခွင့်ရှိတဲ့ပါတခကတခ35331အပါအဝင်ပေးဆောင်ခဲ့တဲ့ကုန်သွယ်လုပ်ငန်းခွင်တွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။မရောင်းရသေးတဲ့ကုန်စည်လက်ကျန်တွေအတွက်ပေးဆောင်ပြီးသားကုန်သွယ်လုပ်ငန်းခွင်ကိုဖြည့်သွင်းခြင်းမပြုရပါဘူး။ပါတခကတခ35331ခုနှိမ်မှုများအတွက်ပါတခကတခ35331စည်ရင်းနဲ့ပါတခကတခ35331ကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်3မှာကုန်စည်ထုတ်လုပ်ခြင်းနဲ့ရောင်းချခြင်းတို့အတွက်အဆိုပါကုန်စည်ကိုတင်သွင်းစဉ်ကပေးဆောင်ထားသောကုန်သွယ်လုပ်ငန်းခွန်ကိုခုနှိမ်ခွင့်ရှိပြီးပတခကတခ35332အရာကုန်သွယ်လုပ်ငန်းခွန်များကိုဖော်ပြရန်ဖြစ်ပါတယ်။ပတခကတခ35332ခုနှိမ်မှုများအတွက် Custom ID စည်ရင်းနဲ့ပတခကတခ35333ကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။
ပါတာခကတာခ353နဲ့ပါတာခကတာခ353တို့နဲ့အတူပါတာခကတာခ353ကိုတင်ပြရမှာဖြစ်ပြီးစည်ရင်းပါအချက်လက်များကညီမှုရှိရန်ဂရုပြုရမှာဖြစ်ပါတယ်။ဘန်နာနှစ်အတွင်းပါတာခကတာခ353နဲ့ပါတာခကတာခ353တို့ဖြင့်ခုနေ၍ပိုရှန်နေသည့်ပမာဏအားရင်းဘန်နာနှစ်အတွက်ဝင်ငွေကုန်တွက်ချက်ရမှာစီးပွားရေးလုပ်ငန်း၏အတုံးစရိတ်ဖြစ်တာသတ်မှတ်ခွင့်ပြုမှာဖြစ်ပါတယ်။အလျားကွက်လေးမှာနှစ်သက်နှစ်အတွင်းလစဉ်ပေးဆောင်ခဲ့တဲ့ကြိုတင်ကုန်စုစုပေါင်းကိုဖော်ပြရမှာဖြစ်ပါတယ်။လစဉ်ပေးဆောင်ခဲ့သည့်ကုန်သွယ်လုပ်ငန်းခွင်များကိုပူးတွဲစည်းရင်းပြည့်စုံစွာတင်ပြမှသာလျှင်ခုနေနိုင်မှာဖြစ်ပါတယ်။အခြားရုံးများမှာပေးသွင်းခဲ့ခြင်းဖြစ်ပါကပူးတွဲစည်းရင်းတွင်ဖော်ပြပေးရမည်ဖြစ်ပြီးချက်လန်တင်ပြရန်လိုအပ်ပါတယ်။အလျားကွက်9မှာယခုနှစ်သို့တည်ဆောင်လာသောရခိုင်နှစ်ကပုံမပေးဆောင်ခဲ့တဲ့အခွန်ပမာဏတွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ရခိုင်နှစ်ကပုံမပေးဆောင်ခဲ့သောကုန်သွယ်လုပ်ငန်းခွင်ကို SAS1 အထောက်အထားနဲ့တင်ပြရန်လိုအပ်မှာဖြစ်ပါတယ်။အလျားကွက်2မှာ9အထိပေါင်းလက်သည့်နှစ်သက်နှစ်အတွင်းခုနိုင်ခွင့်ရှိသည့်စုစုပေါင်းအခွန်ဖြစ်ပြီး၎င်းပမာဏကိုအလျားကွက်6မှာဖြည့်သွင်းရမှာဖြစ်ပါတယ်။ကြားတင်ကုန်သွယ်လုပ်ငန်းကိုမှခုနိုင်ခွင့်ရှိတဲ့စုစုပေါင်းအခွန်ကိုနှုတ်လို့ရတဲ့အလျားကွက်9ရှိပမာဏသည်ကျညာလွှာတင်သွင်းချိန်မှာပေးဆောင်ရန်ကြံရှိတဲ့အခွန်ဖြစ်ပါတယ်။ကြားတင်အခွန်ထက်နှစ်သက်နှစ်အတွင်းပေးဆောင်ခဲ့တဲ့အခွန်ကပုံမနေရင်တော့အလျားကွက်10မှာဖြည့်သွင်းရမှာဖြစ်ပြီး၎င်းပိုရှန်ငွေကိုလာမည့်နှစ်များအတွက်တည်ဆောင်အသုံးပြုလိုပါကအလျားကွက်10ရှိအကွက်မှာမှတ်ချစ်ပေးရမှာဖြစ်ပါတယ်။ပြန်ငွေထုတ်ယူမည်လို့ရွေးချယ်ခဲ့တော့လဲမထုတ်ဖြစ်လို့ဆက်လက်တည်ဆောင်ခုနိုင်လို့ရဆိုရင်ပြန်ငွေမထုတ်ခဲ့ကြောင်းနဲ့ဆက်လက်တည်ဆောင်ခုနိုင်လို့ကြောင်းစာတင်ပေးရန်လိုအပ်မှာဖြစ်ပါတယ်။ကြေညာလွှာကိုကုမ္ပဏီဝန်ထမ်းကပြည်စင်ဖြည့်သွင်းတာမဟုတ်ဘဲနဲ့ဆောင်ရွက်ခယူပြီးကြေညာလွှာဖြည့်သွင်းသူကိုဆောင်ရွက်စေတာဆိုရင်ဆောင်ရွက်ခယူ၍ကြေညာလွှာဖြည့်သွင်းသူ၏ကတိဝန်ခံချက်မှာဝန်ခံကတိပြုလက်မှတ်ရေးထိုးစီရမှာဖြစ်ပါတယ်။အခွန်နဲ့သို့မဟုတ်ကိုယ်စားလှယ်၏ကတိဝန်ခံချက်မှာကုမ္ပဏီ၏တာဝန်ရှိသူတဦးဦးသို့မဟုတ်ကုမ္ပဏီရဲ့ကိုယ်စားလှယ်လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။လက်မှတ်ထိုးမည့်အပိုင်းတွင်လက်မှတ်ကိုထင်သာမြင်သာအောင်ထည့်သွင်းရမှာဖြစ်ပါတယ်။လက်မှတ်ရေးထိုးမဲ့သူရဲ့လက်မှတ်မှတ်တမ်းမူရင်းကိုတတ်မှတ်ပုံစံမှာဖြည့်ဆို့ပြီးသက်ဆိုင်ရာယာရုတစိတ်တော့ကုမ္ပဏီစီးတစိတ်တွေကိုရိုက်နှိပ်ပြီးလက်မှတ်မူရင်းရေးထိုးကဘဏ္ဍာနဲ့အစမှာရုံးကိုပေးပို့ထားရမှာဖြစ်ပါတယ်။အထူးကုန်စည်ကွန်ကြေညာလွှာအထူးကုန်စည်ကွန်ကြေညာလွှာကိုပြည်ထောင်စု၏အခွန်ကောက်ဥပဒေတွင်ဖော်ပြထားသည့်အထူးကုန်စည်များထုတ်လုပ်သည့်သို့မဟုတ်တင်သွင်းသည့်သို့မဟုတ်တင်ပို့သည့်အခွန်နဲ့များမှာတင်သွင်းရမှာဖြစ်ပါတယ်။အထူးကုန်စည်ကွန်ကြေညာလွှာတင်သွင်းရမယ့်အချိန်ကတော့သက်ဆိုင်ရာ3လပတ်ကုန်ဆုံးပြီး10ရက်အတွင်းတင်သွင်းရမှာဖြစ်ပါတယ်။ကြေညာလွှာတစ်ခုချင်းစီအတွက်တိကျညွှန်ကြားချက်များပါရှိတာဖြစ်တဲ့အတွက်ကြေညာလွှာမဖြစ်သွင်းမီညွှန်ကြားချက်တွေကိုတေချာစွာဖတ်ရှုစေလိုပါတယ်။ပေးပို့သည့်3လပတ်အခွန်ကာလမှာမြည်သည့်3လပတ်အတွက်အထူးကုန်စည်ကွန်ကြေညာလွှာတင်သွင်းခြင်းဖြစ်ကြောင်းကိုဖော်ပြရမှာဖြစ်ပါတယ်။အခွန်နဲ့အချက်လက်များကိုဖြည့်သွင်းရမှာကာကြီးအခွန်နဲ့အမျိုးအစားမှာကုမ္ပဏီကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်။ခါခွေနေထိုင်မှုမှာတော့မိမိနဲ့သက်ဆိုင်ရာရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်။ကငယ် DTA စာချုပ်ဝင်နိုင်ငံဖြစ်ပါကနိုင်ငံအမည်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။အလျားကွက်ခါကြီးမှာတော့အခွန်နန်တုပ်အနေနဲ့ပထမဆုံးအကြိမ်တင်သွင်းတဲ့ကြေညာလွှာဖြစ်ပါကကနဦးကြေညာလွှာလုပ်ငန်းပိတ်သိမ်းတဲ့အတွက်နောက်ဆုံးတင်သွင်းခြင်းဖြစ်ပါကအပိသက်ကြေညာလွှာသက်ဆိုင်ရာ3လပတ်အတွက်တင်သွင်းထားခဲ့ပြီးတဲ့ကြေညာလွှာကိုပြင်ဆင်ခြင်းဖြစ်ပါကပြင်ဆင်ထားသည့်ကြေညာလွှာစသည်ဖြင့်မိမိတင်လို့တဲ့ကြေညာလွှာနဲ့သက်ဆိုင်ရာကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်ရခင်ကြေညာလွှာတင်သွင်းပြီးနောက်လိပ်စာပြောင်းလဲခြင်းဖြစ်ပါကလိပ်စာပြောင်းလဲခြင်းအကွက်ကိုအမှတ်ချရမှာဖြစ်ပါတယ်ဒီအပိုင်းမှာအခွန်နဲ့ကုမ္ပဏီများမှာယွင်းတက်တာကတော့ကနဦးကြေညာလွှာတွင်မှာယွင်းချမိခြင်းကုမ္ပဏီပိတ်သိမ်းမှသာရွေးချယ်ရမယ်အပိသက်ကြေညာလွှာကိုမှာယွင်းချမိခြင်းတို့ဖြစ်တဲ့အတွက်တတိပြုရမှာဖြစ်ပါတယ်အမည်နေရာမှာမိမိကုမ္ပဏီအမည်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်လူပုဂ္ဂိုလ်နာမည်များမှာယွင်းစာမရေးသွင်းမိစေဖို့တတိပြုပေးပါအခွန်နဲ့မပုံတင်အမှတ်တင်နေရမှာမိမိကုမ္ပဏီရဲ့အခွန်နဲ့မပုံတင်အမှတ်ခဏန်းကိုလုံးကိုမှတ်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်နေရလိပ်စာမှာကုမ္ပဏီရဲ့လိပ်စာအတိအကျကိုထည့်ရပါမယ်။ဆက်သွယ်ရန်ဖုန်းနံပါတ်မှာအမှန်တကယ်ဆက်သွယ်နိုင်မည်ဖုန်းနံပါတ်တစ်လုံးသို့မဟုတ်ဆက်သွယ်နိုင်မယ်ဖုန်းနံပါတ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။အီးမေးလ်လိပ်စာမှာလက်ရှိအသုံးပြုနေသည့်ကုမ္ပဏီရဲ့အီးမေးလ်လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒီနေရာတွေမှာဖြည့်သွင်းရမယ့်လိပ်စာဖုန်းနံပါတ် email address များသည်ကုမ္ပဏီနှင့်သက်ဆိုင်သောအချက်အလက်များကိုသာဖြည့်သွင်းရမှာဖြစ်ပြီးမိမိတို့ဝန်ဆောင်မှုရယူထားသောအဖွဲ့အစည်းသို့မဟုတ်ဆောင်ရွက်ခယူ၍ကြေညာလွှာဖြည့်သွင်းသူတို့၏အချက်အလက်များမဖြည့်သွင်းရပါဘူးအထူးသတိပြုစီလိုပါတယ်ရှ
ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲဒီနေရာတွေမှာဖြစ်သွင်းရမယ့်အချက်အလက်များသည်ကုမ္ပဏီနှင့်သက်ဆိုင်သည့်အချက်အလက်မှန်များသာဖြစ်ဆိုရမှာဖြစ်ပါတယ်။အကောက်ခွန် IE ကုတ်တွင် Export Import လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများအနေနဲ့မဖြစ်မနေထည့်သွင်းပေးရမှာဖြစ်ပါတယ်။ Industry ကုတ်တွင်မိမိလုပ်ကိုင်သည့်အဓိကလုပ်ငန်းအမျိုးအစားနှင့်သက်ဆိုင်တဲ့ Industry ရဲ့ကုတ်နံပါတ်၄လုံးကိုမှန်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အပိုင်းကကြီးဒေါင်းလိုက်ကွက်ကကြီးမှာထုတ်လုပ်တဲ့ကုန်စည်အရေးအတွက်သို့မဟုတ်အထူးကုန်စည်ကိုမပါဝင်တဲ့အယောင်ပမာဏတွေကိုသက်ဆိုင်ရာအကွက်တွေမှာဖြည့်သွင်းရမှာဖြစ်ပါတယ်။တန်ဖိုးအဆင့်သတ်မှတ်ပေးထားခြင်းမရှိတဲ့ကုန်စည်တွေအတွက်အထူးကုန်စည်ကိုမပါဝင်တဲ့အယောင်ပမာဏတွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခါခွေဒေါင်းလိုက်ကွက်ကကြီးမှာပြပကိုတင်ပို့တဲ့အထူးကုန်စည်ကိုမပါဝင်တဲ့ကုန်ပစ္စည်းတန်ဖိုးကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းကငယ်အလျားကွက်တင်မှာအပိုင်းကကြီးနဲ့အပိုင်းခခွေတို့ကကြတဲ့အထူးကုန်စည်ကုန်တွေရဲ့ပေါင်းလက်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အလျားကွက်နှစ်မှာ3လပတ်အတွင်းပေးဆောင်ခဲ့တဲ့ကြိုတင်ကုန်ပမာဏကိုဖြည့်သွင်းရမှာဖြစ်ပြီးပူးတွဲစင်းတင်ပြပေးရမှာဖြစ်ပါတယ်။အလျားကွက်3မှာပြည်တွင်းသို့တင်သွင်းစဉ်ကသို့မဟုတ်အခြားအထူးကုန်စည်ထုတ်လုပ်သူများထံမှဝယ်ယူစဉ်ကပေးဆောင်ခဲ့ရပြီး3လပတ်အတွက်ခုနေမည်အထူးကုန်စည်ကုန်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။တစ်လုံးတစ်ခွဲသားများကိုပြပသို့တင်ပို့ရောင်းချခြင်းအတွက်အထူးကုန်စည်ကွန်10ရာခိုင်နှုန်းကျတင်မှာဖြစ်ပြီးကျတင်အထူးကုန်စည်ကွန်မှာကုန်စည်ကိုဝယ်ယူစဉ်တင်သွင်းစဉ်ထုတ်လုပ်စဉ်ကပေးဆောင်ခဲ့သည့်အထူးကုန်စည်ကွန်ကိုသတ်မှတ်ချက်များနှင့်အညီခုနိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။အထူးကုန်စည်ကွန်ကျညာလွှာတင်သွင်းသောအခါပုံစံပါတာခအာထာခ3931ပါတာခအာထာခ3932တို့ဤမိတ်တို့နှင့်ပုံစံပါတာခအာထာခ3933မူရင်းကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်၄မှာရခင်3လပတ်မှာတဲဆောင်လာသောပုံမိုပေးဆောင်ခဲ့သည့်အထူးကုန်စည်ကွန်ရှိလျင်ဖြည့်သွင်းရန်ဖြစ်ပါတယ်။အလျားကွက်၅မှာကျိုတင်ခွန်ပမာဏထက်ကျတဲ့အခွန်ကပုံမိုပါကထပ်မံပေးဆောင်ရန်ပေါ်ပေါက်မှာဖြစ်ပြီးကျိုတင်ခွန်ကပုံများပါကပို၍ပေးဆောင်ထားတဲ့ပမာဏကိုအလျားကွက်6မှာဖြည့်သွင်းရန်ဖြစ်ပါတယ်။ပုံမိုတဲ့ပမာဏကိုနောက်3လပတ်သို့တဲဆောင်လိုပါကအမှတ်ချစ်ခဲ့ရမှာဖြစ်ပါတယ်။ကျညာလာကိုကုမ္ပဏီဝန်ထမ်းကပြည်စင်ဖြည့်သွင်းတာမဟုတ်ဘဲနဲ့ဆောင်ရွက်ခါယူပြီးကျညာလာဖြည့်သွင်းသူကိုဆောင်ရွက်စေတာဆိုရင်ဆောင်ရွက်ခါယူ၍ကျညာလာဖြည့်သွင်းသူ၏ဂတိဝန်ခံချက်မှာဝန်ခံဂတိပြုလက်မှတ်ရေးထိုးစီရမှာဖြစ်ပါတယ်။အခေါ်နံသို့မဟုတ်ကိုယ်စားလှယ်၏ဂတိဝန်ခံချက်မှာကုမ္ပဏီ၏တာဝန်ရှိသူတဦးသို့မဟုတ်ကုမ္ပဏီရဲ့ကိုယ်စားလှယ်လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။လက်မှတ်ထိုးမည်အပိုင်းတွင်လက်မှတ်ကိုထင်သာမြင်သာအောင်ထည့်သွင်းရမှာဖြစ်ပါတယ်။လက်မှတ်ရေးထိုးမဲ့သူရဲ့လက်မှတ်မှတ်တမ်းမူရင်းကိုသတ်မှတ်ပုံစံမှာဖြစ်ဆိုပြီးသက်ဆိုင်ရာယာရုတစိတ်တုံးကုမ္ပဏီစီတစိတ်တွေကိုရိုက်နှိပ်ပြီးလက်မှတ်မူရင်းရေးထိုးကဘဏ္ဍာနှစ်အစမှာရုံးကိုပေးပို့ထားရမှာဖြစ်ပါတယ်။အခြေပစ္စည်းမှာမျက်စွန်ငွေကျညာလွှာအခြေပစ္စည်းမှမျက်စွန်ငွေကျညာလွှာကိုနှစ်တနှစ်အတွင်းရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်လွှဲပြောင်းခြင်းပြုလုပ်သည့်အခြေပစ္စည်း၏စုစုပေါင်းတန်ဖိုးသည်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရသတ်မှတ်သည့်ဝင်ငွေကုန်မကျသင့်စေတဲ့ဝင်ငွေထက်ပုံမိုးသည့်အပြင်အခြေပစ္စည်းမှာမျက်စွန်းငွေရရှိသူများကတင်သွင်းရမှာဖြစ်ပါတယ်။ရောင်းချလဲလှယ်လွှဲပြောင်းသည့်နေ့မှာရက်30အတွင်းရောင်းချလဲလှယ်လွှဲပြောင်းခြင်းအလိုက်တင်သွင်းသည့်အခြေပစ္စည်းမှမျက်စွန်းငွေကျညာလွှာကိုတင်သွင်းရမှာဖြစ်ပြီးစုပေါင်းတင်သွင်းသည့်အခြေပစ္စည်းမှမျက်စွန်းငွေကျညာလွှာကိုတော့သက်ဆိုင်ရာဝင်ငွေနေ့ကုန်ဆုံးပြီး3လအတွင်းတင်သွင်းရမှာဖြစ်ပါတယ်။ကျညာလာတစ်ခုချင်းစီအတွက်တိကျညွှန်ကြားချက်များပါရှိရာဖြစ်တဲ့အတွက်ကျညာလာမဖြစ်သွင်းမီညွှန်ကြားချက်တွေကိုတိကျစွာဖတ်ရှုစေလိုပါတယ်။အခွန်နဲ့အချက်အလက်များကိုဖြည့်သွင်းရမှာကာကြီးအခွန်နဲ့အမျိုးအစားမှာကုမ္ပဏီကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်။ခါခွေနေထိုင်မှုမှာတော့မိမိနဲ့သက်ဆိုင်ရာရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်။ခါငယ် DTA စာချုပ်ဝင်နိုင်ငံဖြစ်ပါကနိုင်ငံအမည်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။အလျားကွက်ခါကြီးမှာတော့မိမိတင်လို့တဲ့ကျညာလွှာနဲ့သက်ဆိုင်ရာကိုရွေးချယ်အမှတ်အသားပြုပေးရမှာဖြစ်ပါတယ်။အမည်နေရာမှာမိမိကုမ္ပဏီအမည်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။လူပုဂ္ဂိုလ်နာမည်များမှားယွင်းစာမရေးသွင်းမိစေဖို့တတိပြုပေးပါ။အခွန်နဲ့မှတ်ပုံတင်အမှတ်တင်နေရာမှာမိမိကုမ္ပဏီရဲ့အခွန်နဲ့မှတ်ပုံတင်အမှတ်ကဏ္ဍကိုလုံးကိုမှတ်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။နေရလိပ်စာမှာကုမ္ပဏီရဲ့လိပ်စာအတိအကျကိုထည့်ရပါမယ်။ဆက်သွယ်ရန်ဖုန်းနံပါတ်မှာအမှန်တကယ်ဆက်သွယ်နိုင်မည်ဖုန်းနံပါတ်တစ်လုံးသို့မဟုတ်ဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။အီးမေးလ်လိပ်စာမှာလက်ရှိအသုံးပြုနေသည့်ကုမ္ပဏီရဲ့အီးမေးလ်လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်
ဒီနေရာတွေမှာဖြည့်သွင်းရမယ်လိပ်စာဖုန်းနံပါတ် email address များသည့်ကုမ္ပဏီနှင့်သက်ဆိုင်သောအချက်အလက်များကိုသာဖြည့်သွင်းရမှာဖြစ်ပြီးမိမိတို့ဝန်ဆောင်မှုရယူထားသောအဖွဲ့အစည်းသို့မဟုတ်ဆောင်ရွက်ကယူ၍ကြေညာလာဖြည့်သွင်းသူတို့၏အချက်အလက်များမဖြည့်သွင်းရပါဘူးအထူးသတိပြုစီလိုပါတယ်အကောက်ခွန် IE ကုတ်တွင် export import လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများအနေနဲ့မဖြစ်မနေထည့်သွင်းပေးရမှာဖြစ်ပါတယ်Industry ကုတ်တွင်မိမိလုပ်ကိုင်သည့်အဓိကလုပ်ငန်းအမျိုးအစားနှင့်သက်ဆိုင်တဲ့ Industry ရဲ့ကုတ်နံပါတ်၄လုံးကိုမှတ်ကန်စွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အပိုင်းကကြီးတွင်နှစ်တစ်နှစ်အတွင်းသို့မဟုတ်ဇယားတွင်ဖော်ပြထားသည့်ရက်အတွင်းပြုလုပ်သည့်အခြေပစ္စည်းရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်အခြားတနည်းနည်းဖြင့်လွှဲပြောင်းခြင်းများကိုဖြစ်ဆိုရန်အပိုင်းကကြီးတွင်နေရာမလုံလောက်ပါကရောင်းချလဲလှယ်လွှဲပြောင်းခြင်းတစ်ခုစီ၏အသေးစိတ်စီရင်တစ်ခုစီကိုဇယားတစ်ခုတွင်ဖြည့်၍ပူးတွဲဖော်ပြရမှာဖြစ်ပါတယ်။ပူးတွဲစီရင်မှာစုစုပေါင်းစီရင်ချုပ်ကိုအပိုင်းကကြီးစာတိုင်းကကြီးနှင့်ခါခွေးတို့တွင်ဖော်ပြရမှာဖြစ်ပါတယ်။အပိုင်းကကြီးဒေါင်လိုက်ကွက်ကကြီးတွင်ရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်အခြားတနည်းနည်းဖြင့်လွှဲပြောင်းခြင်းပြုလုပ်သည့်အခြေပစ္စည်းတစ်ခုစီကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အမွေဆက်ခံခြင်းသို့မဟုတ်မေတ္တာအလျောက်ပေးကမ်းခြင်းနှင့်လူဒန်းပစ္စည်းများလွှဲပြောင်းခြင်းများမပါဝင်ပါ။အပိုင်းကကြီးတောင်လိုက်ကွက်ခါခွေတွင်လက်ခံရရှိသည့်စုစုပေါင်းငွေပမာဏကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ပစ္စည်းလွှဲပြောင်းခြင်းပြုပါကရင်းပစ္စည်းဤကာလတန်ဖိုးကိုဖော်ပြရန်ဖြစ်ပါတယ်။အကယ်၍လက်ခံရရှိသည့်စုစုပေါင်းငွေပမာဏသည်နိုင်ငံခြားငွေဖြစ်ပါကပစ္စည်းလွှဲပြောင်းရယူသည့်နေ့၌အစိုးရမှထုတ်ပြန်ထားသောနိုင်ငံခြားငွေလဲလှယ်နှုန်းအရာမြန်မာကျပ်ငွေသို့ပြောင်းလဲတွက်ချက်ရမှာဖြစ်ပါတယ်။အပိုင်းခါခွေတွင်နှစ်တစ်နှစ်အတွင်းသို့မဟုတ်ဇယားတွင်ဖော်ပြထားသည့်ရက်အတွင်းပြုလုပ်သည့်အခြေပစ္စည်းရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်အခြားတနည်းနည်းဖြင့်လွှဲပြောင်းခြင်းများကိုဖြစ်ဆိုရန်အပိုင်းခါခွေတွင်နေရာမလုံလောက်ပါကရောင်းချလဲလှယ်လွှဲပြောင်းခြင်းတစ်ခုစီ၏အသေးစိတ်စီရင်တစ်ခုစီကိုဇယားတစ်ခုတွင်ဖြည့်၍ပူးတွဲဖော်ပြရမှာဖြစ်ပါတယ်။ပူးတွဲစီရင်မှာစုစုပေါင်းစီရင်ချုပ်ကိုအပိုင်းခါခွေဒေါင်လိုက်ကွက်ခါခွေဂါငယ်နှင့်ဂါကြီးတို့ဖော်ပြရမှာဖြစ်ပါတယ်။အပိုင်းခါခွေတောင်လိုက်ကွက်ခါခွေတွင်အခြေပစ္စည်း၏မူလတန်ဖိုးကိုဖြည့်ပြီးအကယ်၍နိုင်ငံခြားငွေဖြင့်ဝယ်ယူခြင်းဖြစ်ပါကပစ္စည်းဝယ်ယူသည့်နေ့၌အစိုးရမှထုတ်ပြန်ထားသောနိုင်ငံခြားငွေလဲလှယ်နှုန်းအရာမြန်မာကျပ်ငွေသို့ပြောင်းလဲတွက်ချက်ရမှာဖြစ်ပါတယ်။အပိုင်းခါခွေဒေါင်လိုက်ကွက်ခါငယ်တွင်အခြေပစ္စည်းကိုရယူရာတွင်၎င်းရောင်းချခြင်းလဲလှယ်ခြင်းအခြားတနည်းနည်းဖြင့်လွှဲပြောင်းရာတွင်၎င်းကုန်ကျသည့်စရိတ်များဖြည့်ရမှာဖြစ်ပါတယ်။အကွန်တစိတ်ကောင်းကြီးစာရွက်စာတမ်းကြီးရှင်းနေကားများပွဲစားကားများအကျိုးဆောင်ကားများအဆိုပါအခြေပစ္စည်းဤတက်တန်းတို့အသုံးပြုနိုင်ရန်ကုန်ကြသည့်စည်းအလုံးပါဝင်ပါတယ်ဝင်ငွေကွန်မှနှုတ်ပယ်ခွင့်ရှိသောအခြေပစ္စည်းအပြင်ဆင်သည့်ကုန်ကြစည်ကိုထည့်သွင်းခြင်းမပြုရပါအပိုင်းခါခွေထောင်းလိုက်ကွက်ခါကြီးတွင်ဝင်ငွေကွန်အတွက်ရည်ရွယ်၍ရခိုင်နှင့်များကသို့မဟုတ်နှုတ်ယူရန်ရှိတော်လဲမနှုတ်ခဲ့သည့်ပမာဏနှုတ်ယူခဲ့သောပမာဏအလုံးကိုဖော်ပြပါရင်းပစ္စည်းအားသုံးမပြုတော့သည့်နေ့အတွက်မြည်သည့်တန်ဖိုးရငွေမှာနှုတ်ယူခန်းစားခွင့်မရှိပါတို့ရာတွင်ရင်းပစ္စည်းအားရယူပိုင်ဆိုင်ခဲ့သည့်နေ့အတွက်မြည်သည့်တန်ဖိုးရငွေကိုမစိုးနှုတ်ယူနိုင်ပါတယ်အပိုင်းခငယ်တွင်ဗန်နာနှင့်တစ်နှစ်အတွင်းအခြေပစ္စည်းဤစုစုပေါင်းတန်ဖိုးသည်7,100ထက်ပိုမှသာနှစ်ဆုံးငွေအပေါ်အခွန်စည်းကြရမှာဖြစ်ပါတယ်။ဗန်နာနှင့်တစ်နှစ်အတွက်အခြေပစ္စည်းဤစုစုပေါင်းတန်ဖိုးသည်7,100ထက်ကျော်လွန်ပါကစုစုပေါင်းပမာဏပေါ်တွင်7,100အပါအဝင်ဝင်ငွေကုန်ကျတင်စီမှာဖြစ်ပါတယ်။အပိုင်းခငယ်အလျားကွက်လေးတွင်တမတ်ရက်တစ်ခုတွင်သို့မဟုတ်ဝင်ငွေနေ့တစ်နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့်အခြေပစ္စည်းရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်အခြားတနည်းနည်းဖြင့်လွှဲပြောင်းခြင်းများအလုံးအတွက်အခွန်ပမာဏကိုဖော်ပြရန်ဖြစ်ပါတယ်။ရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်အခြားနည်းတစ်နည်းဖြင့်လွှဲပြောင်းခြင်းအလုံးအတွက်အခွန်ကိုအဆိုပါအခြေပစ္စည်းရောင်းချခြင်းလဲလှယ်ခြင်းသို့မဟုတ်အခြားနည်းတစ်နည်းဖြင့်လွှဲပြောင်းခြင်းဖြစ်ပေါ်သည့်နေ့မှာရက်ပေါင်း30အတွင်းပေးဆောင်ရမှာဖြစ်ပါတယ်။အခြေပစ္စည်းမှမြစွန်ငွေအားနိုင်ငံခြားငွေဖြင့်ရရှိပါကကြတဲ့အခွန်ကိုရရှိသည့်နိုင်ငံခြားငွေအမျိုးအစားအတိုင်းပေးဆောင်ရမှာဖြစ်ပါတယ်။ရေနံနှင့်တဘာဝတငွေရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင်ပါဝင်လုပ်ကိုင်သည့်ကုမ္ပဏီများဖြစ်ပါကအထွေထွေညွှန်ကြားချက်ရှိဇယားပါအတိုင်းတွက်ချက်ပြီးဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခငယ်အလျားကွက်9တွင်သက်ဆိုင်ရာကာလအတွက်ပေးဆောင်ခဲ့သောအခြေပစ္စည်းမှမြစွန်ငွေကျွတ်တင်ကုန်စုစုပေါင်းကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခငယ်အလျားကွက်6တွင်ယခုနှစ်အခွန်အတွက်အသုံးပြုရန်ဆုံးဖြတ်ထားသောရခိုင်နှစ်မှာပုံမပေးဆောင်ထားခဲ့သောအခွန်ပမာဏကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အပိုင်းခငယ်အလျားကွက်9ရှိပမာဏသည်ကျညာလာတင်သွင်းသည့်အချိန်တွင်ပေးဆောင်ရမည်ပေးဆောင်ရန်ကြံအခွန်ဖြစ်ပါတယ်။
အပိုင်းကငယ်အလျာကွဲရှိပမာဏသည်အခွန်ကျညာလာတွက်ချက်မှုမှန်ကန်ပါကယခုကျညာလာတင်သွင်းသည့်နှစ်အတွက်ပုံမိုပေးဆောင်ထားသောပမာဏဖြစ်ပါတယ်။ပုံမိုတဲ့ပမာဏကိုနောက်3လပတ်သို့တည်ဆောင်လိုပါကအမှတ်ချစ်ခဲ့ရမှာဖြစ်ပါတယ်။အပိုင်းကကြီးအလျာကွက်1နဲ့2တွင်ဆက်ဆက်အဖွဲ့အစည်းဆိုသည်မှာတင်ဤမိသားစုဝင်တဦးဦးကိုဆိုလိုပါတယ်။အဖိုးအဖွာမိဘတာသမီညီကိုမောင်နှမများအခွန်ထဲမှာအစုရှယ်ယာအနည်းဆုံး90%ပိုင်ဆိုင်ထားသည့်အဖွဲ့အစည်းသို့မဟုတ်ကုမ္ပဏီလည်းပါဝင်ပါတယ်။ကာလတန်မိုးနှင့်အနည်းဆက်ဆုံးတူညီသောဈေးနှုန်းဖြင့်ရောင်းချခြင်းဆိုသည်မှာတွေးတာတော်ဆက်မှုမရှိသောပုဂ္ဂိုလ်များကြားလွတ်လပ်စွာလွှဲပြောင်းရောင်းချခြင်းဖြစ်ပါတယ်။လွှဲပြောင်းရောင်းချသည့်ဈေးနှုန်းသည်တင့်တော်မှန်ကန်သည့်ဈေးနှုန်းဖြစ်ကြောင်းသိချရန်လိုအပ်ပါတယ်။အပိုင်းကကြီးအလျာကွက်3တွင်ကာလတန်မိုးဆိုသည်မှာတွေးတာတော်ဆက်မှုမရှိသောပုဂ္ဂိုလ်များကြားလွတ်လပ်စွာလွှဲပြောင်းရာတွင်ထိုလွှဲပြောင်းပစ္စည်းနှင့်အလားတူပစ္စည်း၏လွှဲပြောင်းနေရရှိတန်မိုးကိုဆိုလိုပါတယ်။ကြေညာလာကိုကုမ္ပဏီဝန်ထမ်းကပြင်ဆင်ဖြစ်သွင်းတာမဟုတ်ဘဲနဲ့ဆောင်ရွက်ခယူပြီးကြေညာလာဖြစ်သွင်းသူကိုဆောင်ရွက်စေတာဆိုရင်ဆောင်ရွက်ခယူ၍ကြေညာလာဖြစ်သွင်းသူ၏ဂတိဝန်ခံချက်မှာဝန်ခံဂတိပြုလက်မှတ်ရေးထိုးစီရမှာဖြစ်ပါတယ်။အခွန်နံသို့မဟုတ်ကိုယ်စားလှယ်၏ဂတိဝန်ခံချက်မှာကုမ္ပဏီ၏တာဝန်ရှိသူတဦးသို့မဟုတ်ကုမ္ပဏီရဲ့ကိုယ်စားလှယ်လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။လက်မှတ်ထိုးမည်အပိုင်းတွင်လက်မှတ်ကိုထင်သာမြင်သာအောင်ထည့်သွင်းရမှာဖြစ်ပါတယ်။လက်မှတ်ရေးထိုးမဲ့သူရဲ့လက်မှတ်မှတ်တမ်းမူရင်းကိုတတ်မှတ်ပုံစံမှာဖြစ်ဆိုပြီးသက်ဆိုင်ရာရာထူးတစ်စိတ်တော့ကုမ္ပဏီစီးတစ်စိတ်တွေကိုရိုက်နှိပ်ပြီးလက်မှတ်မူရင်းရေးထိုးကဘဏ္ဍာနှစ်အစမှာရုံးကိုပေးပို့ထားရမှာဖြစ်ပါတယ်။